နေ့ဖျားသွားပြီးလှူလုံးမယ်ဆိုမှမိုးတွေအကြီးကျယ်ရွာနေရကွယ်ညနေရောင်လည်းဖြစ်နေနောက်ကျနေပြီသွားလိုက်အောင်ပါတော်သေးတယ်စီမီလူဖို့ပလန်ထားတာမိုးလေးတိတ်သွားတဲ့အခါကျတော့စိတ်ချမ်းသာရတာပေါ့နော်နောက်ကျနေလို့တက်စီနဲ့အတဲတန်ဖျားသွားပါတယ်ရှင်မိကတော့ဖျားရောက်လာပြီမိရဲ့ညီမလေးမရောက်သေးလို့သူ့စောင့်နေရပေါ့နော်သူကငါးလို့ဖို့အတွက်ငါးဝင်နေလို့ဆိုပြီးတော့မှမိလည်းဖျားရှိမှစောင့်နေတာပါသူရောက်လာပြီဆိုတော့ငါအရင်လွတ်တယ်ပေါ့နော်မင်းနဲ့တွေ့ချင်းမှပဲညီမလေးလိုအရင်ကိုခင်သွားတယ်ဒါမင်းညီမလေးပေါ့နော်သူကရန်ကုန်ရောက်တုန်းလေးမှာဖះမှာစီမီပူဇော်ခြင်းနဲ့လို့မျိုးပြောနေနေစီစဉ်ပေးဖြစ်တာပေါ့နော်ဖះဘယ်နဲ့နိုင်ပိတ်တာလဲပြီးတော့ရေစီတီလေးနေတော့ကုသိုလ်ယူထားရဲဆိုတော့လေဖះမှာအရင်ဆုံးကတ်လူပူဇော်ပြီးတော့မှဆုတောင်းပါတယ်မိုးလေးကလည်းတိတ်သွားတယ်လှလေးကလည်းတာနေရဆိုတဲ့အခါကျတော့မျိုးတို့အရန်ကိုစိတ်ချမ်းသာရပါတယ်စီမီက2000ပူဇော်ထားတဲ့အတွက်မင်းနဲ့မင်းညီမလေးနှစ်ယောက်ကဘလို့မှကိုမနိုင်အောင်ဖြစ်နေရပါတော့အနေနဲ့ဖះပေါ်မှာဒီစီမီပူဇော်ဖို့အတွက်တာဝန်ပေးအပ်ထားတဲ့မောင်လေးတွေကပဲအမျိုးနဲ့တူတူပေါ့နော်ဒီစီမီတွေကိုအခမဲ့ဝိုင်းပြီးတော့မှပူဇော်လို့ရပါတယ်ဆိုပြီးတော့ဖះဖို့ဧည့်သည်တွေကိုခေါ်ပေးပါတယ်အဲ့တော့အကုန်လုံးဝမ်းမသက်တာနဲ့ဝိုင်းထွန်းပေးကြတာပေါ့နော်အရန်လည်းပြောရတယ်အဲ့ချိန်မှလေးတကယ်ပီတိလည်းဖြစ်ရတယ်ကုသိုလ်တွေလည်းအများကြီးရလို့ခံစားရတယ်ပေါ့နော်မီးတို့နှစ်ယောက်တည်းဆိုရင်လေဖះပိတ်သွားတော့မှဒါထုံးလို့ပြီးမှမဟုတ်ဘောနော်ဒီတိုင်းပဲထားခဲ့ရမှာခုတော့လူအင်အားများများနဲ့ထုံးလိုက်တဲ့အတွက်ခဏလေးတွင်းမှာပဲဒါထုံးလို့ပြီးသွားရပါတော့အဲ့တော့မီးတို့လိုစီမီပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်လေဖះရဲ့ကောဘကရုံမှာတွားပြီးတော့မှစည်ရင်အရင်ပေးရတယ်ပေါ့နော်ကိုကဘယ်နေ့မှာဘယ်ရက်မှာဘယ်တော့မှထွန်းခြင်းနေပေါ့နော်အဲ့လိုမျိုးစည်ရင်ပေးရပါတယ်အကယ်၍ကိုပူဇော်တဲ့နေ့မှာရာသီသူမကောင်းလို့မိုးရတာမျိုးပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်နိုင်ဝက်တနိုင်လောက်ထုံးဖို့အချိန်ဆောင်ပေးပါတယ်အဲ့လိုမှမတိတ်ဘူးဆိုရင်တော့နောက်ရက်မှာပြန်ထုံးလို့မရဘူးပေါ့နော်အဲ့တော့ဖះရဲ့ရံပုံငွေလေးအဖြစ်မျိုးတို့လိုအပ်တဲ့နေရာမှာသုံးဖို့အတွက်လှူခဲ့ရပါတယ်ကဲစင်မီလေးပူဇော်ပေးပါရဆိုတော့ဒါမျိုးတို့ကိုနေနန်တောင်းမှာရေတက်ပေးပါတယ်ပြီးတော့ရေစီတီလေးလည်းတင်ဖို့အတွက်ပေါ့နော်ကိုအနံ့ထားတဲ့အဖွဲကိုဖုံးဆက်ပြီးတော့မှမျိုးပြောရတယ်ပေါ့နော်ကုသိုလ်တွေအကုန်လုံးလည်းယူပြီးသွားပြီညလည်း10 နာရီထိုးတော့မယ်ဆိုတော့ဖះပိတ်တော့မှဖြစ်တဲ့အတွက်မေတို့ပြန်มาတော့မယ်ပြန်ရောက်ပါပြီ